ချက်ကိုရိုးမိအကြီးကျယ်မှားတာအရင်တော့ကိုအချစ်သူရဲ့ကောင်းကြီးဆိုပြီးတော့ဂုံယူကိုကြိုက်တာကျင်နဲ့အချစ်ကိုပဲကြီးတော်လောက်ပဲတန်ဖိုးထားတဲ့လူနဲ့သွားတွေ့အချစ်ကိုစွန့်ပစ်တာနေချတာကိုခံလိုက်ရအဲ့ဒီအချစ်ဆုံးဆိုတာကိုစွန့်ပစ်တာကိုခံလိုက်ရဖြူစင်မှုကဘာမှအသေးပဲမရှိတော့ဘူးရဲ့ ဖြူစင်ကခံစားမှုအဲ့လောက်အထူရသွားတာအဲ့ဒီဇင်မောင်ကြောင့်လို့ပြောလိုက်တဲ့အဲ့ဒီဇင်မောင်ဆိုတာဦးရဲ့တူအရင်လို့ဆက်ပြောလိုက်နားထောင်ပေးမယ်စတွေ့ရဲ့တိတယ်ဇာသိန်းကတော့ကောင်းမှာမဟုတ်ဘူးဆိုတာဒီကောင်ငရှိုးကောင်မလေးတွေတယောက်ပြီးတယောက်ဒါနဲ့အသေးကွဲခံလိုက်ရတာမင်းဖြစ်နေတာတိလိုက်ရစိတ်ထဲမှာဘလို့ဖြစ်သွားမှမသိအဲ့သူကသူစိတ်ထဲမှာဖြစ်နေတာမင်းယုံကြည်ယုံမယုံကြည်နေစိတ်ထဲမှာမင်းကြောင့်ဖြစ်တာကိုပြောပြတယ်အဲ့လိုအထူကြီးဖြစ်တာသူ့ကြောင့်အဲ့လိုအထူကြီးဖြစ်တာဘာပြန်လုပ်ပေးရမလဲ ဘာလုပ်ပေးရမလဲဆိုတာဘာကိုပြောတာ တခုခုပါပြန်လျော်ပေးခြင်းတယ်မကြည့်နဲ့ခံစားနေရဆိုတာသိလို့စိတ်ထဲမှာဖြစ်တာကိုပြောလိုက်တယ်မင်းနဲ့ဟိုကောင်မိတ်ဆက်ပေးတော့တိလိုက်တဲ့စိတ်ထဲမှာတခုတော့ဖြစ်တော့မယ်တနေ့နေ့ကြာရင်အခုထင်တဲ့အတိုင်းပဲဖြစ်သွားတယ်ဖြစ်တော့ဘလို့ကြီးမှလည်းမသိဘူးအဲ့ဒီဘလို့ကြီးမှမသိဘူးဆိုတာဘလို့ပြောမှမသိတဲ့တခုရိုးတော့မဟုတ်ဘူးဤသွားတယ်စိတ်မကောင်းဘူးဆိုတာထက်ပြင်းတယ်ဆိုးတယ် စိတ်မကောင်းမှုဆိုတာချက်ပြင်းနေစိုးတယ်ဆိုတာဘာလဲ ဒီလူကြီးမျက်နှာသေချာကြည့်လေအတန်နေသေချာနားထောင်ရိုးမှမဟုတ်ပဲခါနေတယ်ဆိုယောက်ျားကြီးနဲ့ပတ်သက်ရင်မိန်းမတွေကသူ့ဟာသူသိတယ်ပြင်ကြတယ်တတ်မှာပါကြည့်လိုက်လက်ခံမယ်ဆိုရင်ပေးခြင်းအကုန်လုံး ခါပါပဲပတ်သက်ရမှာသူနဲ့ဦးမယ်အခုတကလက်ခံပေးကမှခပ်ပြီးဆုံးဖြတ်ခံရမယ်ဆိုဖြစ်သေးမှာနော် အချစ်ကိုကိုးကွယ်မှန်းသိနေတာပဲမတတ်ရဲပါဘူးဒီစကားတွေအဲ့လိုအဆုံးကြီးတွေပြောခြင်းတခါမှမပြောအောင်ပြောမယ်လုံးလိုက်ဘာတွေဖြစ်ကုန်မှန်းလည်းမသိဇာတာကိုကလူလူကြီးဖြစ်ဖြစ်ဒီတခါတော့ကြွတ်လက်ခံမယ်ဆိုရင်အရန်ကြီးကိုအဆုံးချစ်ပြခြင်း